အခုဖူးမြော်ရတဲ့နေရာဆိုလို့ရှင်လည်းအစားပါတာတထားဖြစ်ပါတယ်။အိန္ဒိယမှာဆိုလို့ရှင်လည်းဖျားရှင်ကိုလိုမြတ်ကြီးက9ရက်တိုင်သတင်းသုံးခဲ့တာဖြစ်ပါတယ်။အစားပါတာဤအိဗေကစိတ်ကြောင်းညောင်နေဖြစ်ပါတယ်။ဖျားရှင်ကိုလိုမြတ်ကြီးကဖျားဖြစ်ပြီးပထမဆုံးအနေနဲ့လူသားတို့၏အတန်ကိုပထမဆုံးကြားရတဲ့နေရာလေးဖြစ်ပါတယ်ရှင်။ဖျားဖို့အဲ့တများဖူးမြော်နိုင်ပါတယ်။အစားပါတာတထားနာပါ။ခုမြင်ရတဲ့နေရာဆိုလို့ရှင်လေမူဇလီနာတတတခါဖြစ်ပါတယ်ဒါဆိုလို့ရှင်တော့ဖျားရှင်ကိုရမြတ်ကြီးကဒီနေရာမှာဆိုလို့ရှင်လေ9ရက်ပတ်လုံးသတင်းသုံးခဲ့တဲ့အခါမှာလေးမွေးကြီးကြတဲ့အခါမှာမူဇလီနာငကားမရနေပြီးတော့ဒါဖျားရှင်ကိုရမြတ်ကြီးကိုဒါ9ပတ်ရစ်ပတ်ပြီးတော့ထီးမိုးတပွဲဒါဆောက်ရှောက်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်ဒါမူဇလီနာရည်ရန်ဖြစ်ပါတယ်ရှင်ဖျားဖို့ဧည့်သည်များဖူးမြော်နိုင်ပါတယ်ရှင်ये जो है ना आपकी